ဆွဲလိုက်မယ်နော်ဆွဲမယ်ဟုတ်လားဒီကောင်းနေလားအေးခဏလေးပေါ့ဟုတ်တယ်အဲ့ဒါလေးဟုတ်တယ်ဒီကောင်းနေတာဟုတ်ပြီဒီကျင်းလေးပြန်ပါမယ်ကိုမသွားလို့မရဘူးလားဒီရောဖုန်းဆက်တော့စာလည်းပို့ဟုတ်ပြီဒီကျင်းလေးတော့ဟုတ်တယ်ကိုလိုက်ကြည့်မယ်ဆက်လာအိမ်သားကအိမ်သားကဆက်လာပို့တာအဲ့ပါလက်ကြည့်သူ့လက်ကြည့်လိုက်ဒါလေးပဲနော်လက်လေးနဲ့ညာပါလက်ကြည့်ရကိုရေရသူ့ဟာလေးရပတ်ဒီကပေါ့ပါအဲ့ဒီရလေးပါသူရောသူ့လက်ကြည့်တယ်စိတ်ကောင်းတဲ့မျက်နှာလေးထားတာလက်ခမ်းတွေပါမပြင်းနဲ့နော်ရိုင်းလေးအဲ့လိုကြီးမလုပ်နဲ့ဟုတ်လားအဲ့လေးနော်ညက်ရေးတယ်ပါလားညက်ရေးပါလားညက်စင်းပါလားဟုတ်လားချက်တော့မကြည့်ရဒီပိုင်းလဲရဒီတော့ဒီလေးလေးပါ